ကြာတာပတေးနေ့မှာမွေတဲ့သူတွေကတည်ငြိမ်ပြီးအတွေးခေါ်နဲ့နေတဲ့သူတွေပါ။ဘာလို့မယ်ဆိုရင်အလင်းမလို့ပဲမှန်ကန်မှုကိုအရင်စဉ်းစားတတ်တဲ့ type ဖြစ်ပါတယ်။သူတို့ဟာလူတစ်ယောက်ရဲ့အပြုအမူထက်အကြောင်းရင်းကိုနားလည်ခြင်းတဲ့သူတွေပါ။ဒါကြောင့်ဆုံးဖြတ်ချက်တစ်ခုချရင်အချိန်ယူပေမဲ့ခိုင်မာတတ်ပါတယ်။အပြင်ပန်းမှာကြည့်ရင်တည်ငြိမ်နဲ့စိတ်အေးသလိုထင်ရပေမဲ့အတွင်းစိတ်မှာတော့တာဝန်ယူမှုပြင်းထန်ပြီးကိုယ့်လူတွေကိုအရန်ဂရုစိုက်တတ်ပါတယ်။ကြာတာပတေးကားမီရဲ့အားသာချက်တွေကဉာဏ်ပညာစိတ်ရှည်မှုယုံကြည်မှုကိုတန်ဖိုးထားခြင်းပါသူတို့ဟာတစ်ခုခုကိုလက်ခံပြီးဆိုရင်အဆုံးထိတာဝန်ယူတတ်ပါတယ်ဒါပေမဲ့အရာရာကိုအလေးထားလွန်းတာကြောင့်တစ်ခါတလေကိုဖိအားပေးမိတတ်ပါတယ်စိတ်ပင်ပန်းနေရင်တောင်အပြင်းမပြပဲတိတ်ခံနေတတ်ပါတယ်အချစ်ရေးမှာတော့တည်ငြိမ်မှုနဲ့တစ္ဆာကိုအရန်တန်ဖိုးထားပြီးယုံကြည်လို့ရတဲ့ဆက်ဆံရေးကိုပဲရွေးချယ်တတ်ပါတယ်ချစ်ပြီးဆိုရင်အချိန်ကြာထိမ့်သိမ့်တတ်တဲ့သူတွေပါကြာတာပတေးသားသမီးတစ်ယောက်ကိုဘဝထဲမှာရှိနေရင်အကြံပေးကောင်းတစ်ယောက်အားထားလို့ရတဲ့လူတစ်ယောက်တင်ပေးမှအမြဲရှိနေတယ်လို့ပါပဲကြာတာပတေးသားသမီးဆိုရင် comment မှာမှတ်ခဲ့ပြီနော်နောက်ထပ်ဗီဒီယိုအသစ်တွေကိုလက်မလွတ်အောင် like and follow လုပ်ထားခဲ့ဦးနော်